မိခင်ကိုခုလိုလုံရက်လုပ်ပြီးမှကယ်ဒမီပွဲတက်လို့လူပြောများနေတဲ့ဝတ်မုံရွှေရိဒီနေ့ကယ်ဒမီပွဲမှာဖက်ရှင်ကြဆုံးတမိုးကြီးဆုံးဝတ်ဆင်လာသူဘယ်သူလဲလို့မေးရင်အားလုံးရဲ့ဖြေကဝတ်မုံရွှေလို့ပဲဖြေကြမှာပါမနစ်ကပွဲတက်တုန်းကဒေါ်လာတန်းရာချီတန်းတဲ့ကြောက်စင်းလေဆွဲကြီးနဲ့နိုင်ငံတကာမီဒီယာတွေထိဟိုးလေးတကြောဖြစ်ခဲ့တဲ့ကိဟာဒီနေ့မှလည်းပြည်သက်ကိုလုံးဝမရှိုးသွားအောင်ထပ်ပြီးအားသိစေခဲ့ပြန်ပါပြီဒီနေ့သူမရဲ့ဝတ်စုံကတော့တာမန်ပိုးတယ်ဒီမဟုတ်ပဲရွှေစစ်ကုံမအင်ကြီးဖြစ်ရက်လို့ဝတ်ဆင်ထားတာဖြစ်တယ်လို့လေပင်မှာဆင်မြန်းထားတာကလည်းတန်မိုးပြတ်မရတဲ့နဝရကိုးတွေရှောင်းဆုံးကြောက်မြဲရနာတွေဖြစ်နေလို့ပါပဲမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးဘီလီယံနာတထေးကြီးတူကိုပိုင်ဆိုင်ထားတဲ့ဇနီးတဲ့ပေပေသူမရဲ့ဝတ်စားစင်ရင်မှုတန်ဖိုးကတော့ဒေါ်လာတန်ကနန်းမကရှိမယ်ဆိုတာမြင်ရသူတိုင်းခံမှန်းမိကြမှာပါဒါပေမဲ့ဒီနေ့ပြောပြတင်တာကသူမရဲ့ရွှေအင်ကြီးကြောင့်မဟုတ်ပါဘူးပရိသတ်တွေတတိထားမိကြတဲ့အချက်တကူကတခြားနည်းပညာရှင်တွေဟာသူတို့ရဲ့ခင်မွန်တဲ့တွေဇနီးတဲ့တွေနဲ့တွဲဖက်ပြီးရက်ကပဲရှောက်လိရှိကြပေမယ့်ဝမုံရွှေကတော့အမြဲတမ်းသူမရဲ့မိခင်ကြီးနဲ့ပဲတွဲပြီးပွဲတက်နေရှိတာပါသူမဟာမြန်မာပြည်ရဲ့ထိတ်တန်းတထေးကြီးခင်မွန်ရှိပေမယ့်ဒီလိုကုန်ရှိတဲ့ပွဲမျိုးမှာမိခင်ကိုသာဘေးနားမှာထားပြီးကွန်ပျူတာနဲ့စိတ်ထားလေးရတကယ်ကိုချစ်စရာကောင်းလာပါတယ်ဒီထက်ပိုပြီးလူပြောများနေတာကတော့ပွဲမတက်ခင်အိမ်မှာပြုလုပ်ခဲ့တဲ့သူမရဲ့လုံရည်လေးတကူပါပဲဝမုံရွှေရာကယ်ဒမီပွဲသွားဖို့ပြင်ဆင်ပြီးချိန်မှာအိမ်ကနေမထွက်ကားခင်မိခင်ကြီးရဲ့ခြေရင်းမှဝင်ဆင်းပြီးထီချင်း၅ပါးနဲ့ဥချကြောခဲ့တဲ့ပုံရိပ်လေးပဲဖြစ်ပါတယ်တိမ်မောင်တောင်းချီတန်းနဲ့ရွှေဝတ်စုံကိုဝတ်ဆင်ထားပေမယ့်ကိုလူပြောင်မွေးထုတ်ပေးခဲ့တဲ့မိခင်ရဲ့ရှေ့မောင်မှာတော့သူမတာမန်သမီးငယ်လေးတယောက်လိုပဲရိုးကျိုးစွာခါရဝပြုခဲ့တာပါဒီပုံရိပ်ဟာမြန်မာတို့ရဲ့မိဘကိုဖျားတပွဲကိုးကွယ်ခြင်းဆိုတဲ့ရှင်ကျေးမှုကိုကဘာတိအောင်ပြလိုက်တယ်လို့ပါပဲဝမုံရွှေကြီးဘာကြောင့်ဒီလောက်ထိအောင်မြင်နေရတာလဲဘာကြောင့်ကံကောင်းခြင်းတွေကသူမစီမှာပဲစုပုံနေရတာလဲအဖြေကတော့ရှင်းပါတယ်မိဘကျေးဇူးတည်တတ်သူမိဘကိုရှိုးတည်သူဟာဘယ်တော့မှမစင်ရဘူးဆိုတဲ့စကားအတိုင်းပါပဲသူမအမှုပညာမှာထိတ်တန့်ရောက်တယ်လို့အိမ်တော်ကြီးမှာလည်းမြင့်ဆုံးနေရာကိုရောက်ရှိနေသူပါဒါရီအားလုံးဟာမိခင်ပေါ်မှာထားတဲ့သူမရဲ့လေးနဲ့တဲ့မြတ်တာနဲ့ယူသိမ်းမှုတွေရဲ့အကျိုးဆက်လို့ပြောရင်မှားမယ်မထင်ပါဘူးပတ်စံနေဘလောက်ချမ်းသာပါစေဘီလီယံနာကတော်ဖြစ်နေပါစေမိခင်ကိုဦးချဖို့ဝင်မလေးတဲ့သူမရဲ့စိတ်ထားကတကယ်ကိုစံပြပါပဲတကယ်တော့ဒီခေတ်ကြီးမှာငွေကြေးပြည့်စုံလာရင်ဘဝင်မြင့်ပြီးမိဘအောင်မေ့လျော့တက်ကြတဲ့လူတွေကဒုနဲ့ဒီပါပဲဒါပေမဲ့ဝင်းမုံရွှေကတော့သူမရဲ့အောင်မြင်မှုအတွက်တက်ရောက်နေချိန်မှာတော့မိခင်ရဲ့ကျေးဇူးကိုမမေ့မြော့ပဲတန်ဖိုးထားတာကလူငယ်တွေအတွက်အတူယူစရာသင်ခန်းစာကောင်းတစ်ခုပါပဲရွှေဝတ်စုံကြီးဝတ်ထားလို့ကုန်းရခက်မယ်လှပြတ်မယ်ဆိုတာတွေကောင်းနေမထဲပဲမိခင်ချေမှာဝစ်စင်းလိုက်တဲ့ပုံရိပ်ကသူမရဲ့စိတ်ရင်းမှန်ကိုဖော်ပြနေပါတယ်။ဒါဟန်ဆောင်မှုကင်းတဲ့မြတ်တာစေဖြစ်တယ်လို့သူမရဲ့ဘဝတစ်လျှောက်လုံးကံကောင်းခြင်းတွေစတိုင်ဝင်ရောက်လာရခြင်းရဲ့အဓိကတော့ချက်လေးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ပရိသတ်တွေအနေနဲ့လည်းကေကေရဲ့လှပကိုသာမကဒီလိုလှပတဲ့စိတ်ထားလေးကိုပါအားကြမိကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီနေ့မှဝတ်မုံရွှေကယ်ဒမီစုနဲ့လွဲချော်ခဲ့ကောင်းလွဲချော်ပါလိမ့်မယ်။ဒါပေမဲ့သူမသမီးလိမ်မဆိုတဲ့ပွဲနဲ့အတူပရိသတ်တွေရဲ့နှလုံးသားရဲ့ကယ်ဒမီကိုတော့ပိုင်ဆိုင်သွားခဲ့ပါတယ်။ရွှေတွေကြောက်တွေဘလောက်တောက်ပပါစေမိဘအောင်ယူသေးတဲ့သူမရဲ့စိတ်ထားလောက်တော့မတောက်ပနိုင်ပါဘူး။ကဲပရိသတ်ကြီးရဲ့ရွှေအင်းကြီးဝတ်ထားပေးမယ်မိခင်ချင်းမှဥချကြောခဲ့တဲ့ဝတ်မုံရွှေရဲ့လောက်ရပုံဘလို့မြင်ကြပါသလဲ။မိဘအောင်ယူသေးမှကြီးပွားမယ်ဆိုတော့ကကတက်တည်ပြနေတဲ့ပုံမှာမိမိတို့ရဲ့မြင်လေးတွေကို comment မှာရေးသားမျှဝေပေးခဲ့ကြပါအောင်ရှင်။